အမနောက်တော့မကြောက်ဘူးနော်တစ်စက္ကန့်တည်းကတော့မကြောက်အဲ့တော့လေဟုတ်ပြီလေအဲ့ဆိုလေသူတို့လည်းမဟုတ်တော့ကြာနေကြလားအဲ့ဒါဆိုရင်ငါတို့ညနေရရဲ့ဒီအိမ်လာခဲ့ကျွန်တော်အိမ်လာပြောဘာလာလို့မှာလဲပြောတတ်အဲ့ဆိုလေပြီးရောလေအဲ့ဆိုလေကျွန်တော်သွားရမယ်ကျွန်တော်မှတော့အခုချိန်ကြီးဖုန်းကြည့်နေရောမယ်သူက3နာရီကြာဒီနားလာမသိဘူးလာမယ်တဲ့ခုနလေးမှာငါမောင်လေးစိတ်ချလေမဟုတ်ဘူးသူပြောတာအဲ့နားမဟုတ်ဘူးတဲ့အဲ့နားမသွားတော့ဘူးတဲ့နေပူလို့တဲ့ဒီနားမှာပဲတွေ့မယ်ဆိုတော့ပြောထားโอเคလေကျွန်တော်သွားရမယ်နော်အေးငါနောက်လည်းမကြောက်ဘယ်နောက်ကြမလဲအခုကပြီးတော့လေကျွန်တော်လည်းမောက်ရှိတယ်အဲ့ဆိုရင်3နာရီလောက်ကြာရင်မအိမ်လာခဲ့ပါလားโอเคလာခဲ့မယ်မင်းတကယ်ချင်းနဲ့လာခဲ့လေမင်းတကယ်ချင်းလည်းဒီဘက်ကိုလာမှာတဲ့โอเคလေအဲ့ဆိုရင်မသွားရမယ်နော်မင်းမရောဘာလုပ်ညာလဲကျွန်တော်မလားပြောတတ်ဘူးသွားတယ်အဲ့ဆိုလည်းမတော်ရမယ်နော်တတမနေရလဲနော်အစင်ပြေရလေးပါလေးတောင်လာမပြောစင်ပြေလားစင်ပြေရဖို့ဟဲ့နေမောင်နဲ့ဘာသွားလုံးလို့ငါမောင်နဲ့ဘာသွားလုံးလဲငါကြည့်ပါလေငါနေမအိမ်လာခဲ့ဖို့ပြောလိုက်ငါအိမ်တော့ပြောစမ်းမှာဟဲ့ကောင်းမအိမ်မလေးအဖေမေကလည်းမရှိဘူးလုံးဝမရှိတာအဖေကကြတော့လေဆုံးသွားပြီလေတည့်ရတဲ့မယ်အမေကလည်းဆုံးသွား2ယောက်5ရက်ငါမရ2ယောက်တည်းကျေးဘူးဆိုလဲအဲ့မှာဖုန်းကြည့်တယ်သူကလည်းဖုန်းကြည့်ကိုကလည်းဖုန်းကြည့်သူကလည်းဘာကားကြီးကြည့်မှန်းမသိတခါတလေကျနင့်ပုံတော့ငါ့ကိုပြခိုင်းပြီးအဲ့မှာလည်းပြလိုက်ပါတယ်ဟဲ့သူစိတ်ချမ်းသာအောင်အေးဘယ်ချိန်လာမှလဲနေငါရစစ်တိုင်းမှလာကြလိုက်တော့ငါမောင်ကလည်းငါမောင်နဲ့အတူလာခဲ့လိုက်နော်နင့်မောင်လည်းမောင်နင့်မောင်နဲ့နေနဲ့အတူလာခဲ့ကြားလေလူနာပတ်ဆွဲချတာတမ်းမယ်မောင်